နက်ဆိုအိမ်ပေါ်ကအိမ်ရောက်ဆင်းရမှာပြင်းလာနဲ့မနေ့ကဝယ်လာတဲ့အခွန်ခွာမြင့်တဲ့ခောက်ဆွဲကိုဒီနေ့မနက်စာအနေနဲ့စားပါမယ်။မိပြက်ခဏဒီအချိန်တူရတာမလို့ခောက်ဆွဲပြုတ်တာတော့ထည့်မြင်လိုက်တော့ရှင်။ဒါကတော့အဲ့တော့အနေနဲ့ကျမမနေ့ကဝယ်လာတဲ့ငုံငုံလေးတွေထည့်လိုက်တာပါ။အခွန်ခွာမြင့်ကလေးပါ။သူကတစ်ထုံမှာ3ချောင်းပါတယ်။အဲ့ဒီမှာငရုတ်သီးတောင်းတစ်ထောင်လည်းပါတယ်။ငရုတ်သီးတောင်းကတော့ကျမလှုပ်ပလိုက်ပြီးရှင်းမစားလို့ကြည့်တော့တာအကြီးကွာတကယ်အခွန်ခွာလိုက်ရင်ဘလောက်မှမရှိဘူး။တိုးစရာလုပ်တဲ့မြစ်ပေါက်ကလေးတွေအဲ့ဒီလောက်ကလေးပဲရှိတယ်။ခောက်ဆွဲရတော့အခုမှပထမဆုံးစားဖို့လားတရုံမုတ်ဆိုင်နေမှာတော့အဲ့ဒီခောက်ဆွဲတစ်စိတ်ကအရင်တွေ့နေရတယ်လူကြိုက်များတယ်ထင်တယ်ခောက်ဆွဲသားကတော့လုံးဝမြင့်လေးပုံမှန်ဒီမျိုးလုံးတို့ဘာလို့ထပ်တောင်မှခောက်ဆွဲသားနည်းနည်းမြင့်သေးတယ်အကြာကြီးမပြုတ်ကောက်ခဏလေးနဲ့နူးတယ်ခောက်ဆွဲသားမြင့်လို့ထင်တယ်အရသာကကျမကဝက်နံရိုးအရသာကိုဝယ်လာတာစားလို့တော့ကောင်းတယ်ကွာဟိုလက်ခံလို့ရတယ်ဒါပေမဲ့အရင်ကြိုက်တဲ့တဲတော့မပါဘူးမစားဖို့လို့စမ်းစားကြည့်လိုက်တယ်ပေါ့အဲ့ဒီမြစ်ကလေဗဒါကိုဆာဆာမမောဘူးကျမမြစ်အရန်ကြိုက်တယ်လို့ဘဲချိန်မင်းမေးမြစ်ကိုဘလို့ပဲချက်ကြွကြွအရန်စားကောင်းအရန်ကြိုက်တယ်မှာပါတယ်ကဘာကြီးနှစ်ချမ်းခွဲဝိုင်းတော့မှမြစ်ရှိတဲ့ဘက်ချမ်းမှာနေပါကွာအဲ့လိုလူမျိုးမြစ်ကတော့အရန်စားလို့ကောင်းတယ်သူ့မှာတခြားမာလာအရသာလည်းရှိသေးတယ်ကျမမာလာအရသာမယူခဲ့ဘူးဒီတိုင်းအချိုပဲယူခဲ့တာမြစ်ကိုလေအပြင်မှာနှစ်ချမ်းခွဲပြီးတော့လှုပ်လိုက်တာပုံမှန်တယ်သိလားဘာဖြစ်လို့လဲဆိုတော့လေတကိုက်ကိုက်လိုက်တာအဲ့မြစ်ထဲအရေးတွေကတော်တော်ပကံဟောင်းနဲ့ပြန်ကြတာမျိုးကျမမကြိုက်လို့အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ